လိုင်းပေါ်မှာထောက်ပြစရာတခုပေါ်လာပြန်တယ်။ကျောင်းသူလေးတယောက်ကျောင်းစိမ်းနဲ့သူကကြာပန်းစကားပြောတာဖြစ်မယ်။သူကငယ်ရွယ်တဲ့အလျောက်နော်14 15ရှိသေးတယ်ငယ်လေးတဲ့အလျောက်သူ့အတီးလေးနဲ့ပြောတာဖြစ်မယ်။ဒါပေမဲ့သူ့အတီးလေးနဲ့ပြောတာဖျားဟောတိုင်းနဲ့မဟုတ်ဘဲနဲ့ဖျားဟောနဲ့နည်းနည်းစမ်းကျင်တာလေးတွေပါတာအများသူငါသိတဲ့လိုင်းပေါ်မှာသူများတွေအတီးမှားသွားမှာဆိုလို့ကျွန်တော်ထောက်ပြပြီးတော့နော်တဲ့ပေးခြင်းဖြစ်ပါတယ်။ဖျားကဘယ်လိုဟောလဲသူပြောတဲ့ဟာနော်အိမ်အောင်တဲ့တွေကပူလောင်တယ်တဲ့အိမ်အောင်မပြူဘူးတဲ့သူအပြိုကြီးလုံးမယ်နော်အပြိုကြီးလုံးတာကိုအားပေးတယ်တဲ့နော်အိမ်အောင်တဲ့တွေကပူလောင်တယ်လို့သူတို့ပြောလိုက်တယ်အပြိုကြီးလုံးရင်တော့မပူလောင်တဲ့သဘောသူကပြောတယ်အပြိုကြီးလုံးလို့နော်လူပြိုကြီးလုံးလို့နော်အိမ်အောင်တဲ့ဖြစ်ဖြစ်နော်တောမနေနေမြို့မနေနေနော်ကြားဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်ဒီအဝိဇ္ဇာကြောင့်နော်ဒီတဏှာဥပါဒဏ်တွေဖြစ်တယ်ကမ္မဝေကိလေသာဝေကြောင့်ခန္ဓာ၅ပါးဝိတုက္ခကြီးရှိတယ်အဲ့လိုဝိတုက္ခကြီးရှိလာပြီဆိုတော့ဒုက္ခပူလောင်တာပဲနော်ကိလေသာရှိမယ်မျက်စိနာနာလျှာကိုယ်စိတ်ကခံစားတာတွေကဒါကိလေသာတွေပဲပစ္စည်းပေါ်ခင်တွယ်တာပဲဖြစ်ဖြစ်အပြိုကြီးလုံးပြီးတော့မိမိကတိတ်တကိုနော်ချစ်နေတာပဲဖြစ်ဖြစ်နော်အချစ်ကိုကလူတိုင်းချစ်ရှိတာလက်ခံပါတယ်တဲ့သူအပြိုကြီးပဲလုံးမယ်အပြိုကြီးလုံးတော့အားပေးပါတယ်တဲ့နော်ဒီလိုမျိုးနော်ဒါလုံးဝအမှားကြီးမဟုတ်ပေနဲ့နော်တစ်ဖက်သက်မိမိလိုတာကိုဆွဲပြောလိုက်တဲ့အတွက်အများသူငါတွေနော်ဒါအမှန်မှားပြီးတော့အမှန်ဖြစ်သွားမှာဆိုလို့ဘုရားဟောအတိုင်းလေးကျွန်တော်ပြောတာဖြစ်ပါတယ်ဖျားဟောကနော်ဒီအတိုင်းပဲပြောတာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအစတရားဖြစ်နော်တဏှာဥပါဒံဒါကြောင့်ခန္ဓာ၅ပါးဝိထုက္ခကြီးရကြတာဒီတော့အိမ်အောင်တဲ့ထဲမှာနော်မျိုးသမီးထဲမှာအိမ်အောင်တဲ့အိပ်ပြီးတော့နိဗ္ဗာန်ရောက်သွားတာအများကြီးပဲတပုံကြီးလေးလာကြည့်ဖျားဟောတာယောက်ျားထဲမှာလည်းအများကြီးပဲနော်ရဟန်းဝင်းနဲ့နော်ဘေကုနီဘေကုတွေနော်နိဗ္ဗာန်ရောက်တာတဲ့လူသားမနေတွေနိဗ္ဗာန်ရောက်တာအများပါတယ်လူတွေနိဗ္ဗာန်ရောက်တာအများပါတယ်တဲ့ဖခင်ဒီတော့အိမ်အောင်တဲ့ဝိသခာနော်သောရဗန်ဖြစ်တယ်အိမ်အောင်ပြုတယ်โอเคဒါသူခုနှစ်ဘဝနဲ့နိဗ္ဗာန်ရောက်မယ်သောတောသနာမင်းကြီးနော်နိဗ္ဗာန်ဝင်ဆန်းသွားတယ်โอเคဒါလူဘဝနဲ့ပဲဒီတော့မိမိတို့တွေကနော်လူပြိုးဖြစ်ဖြစ်အပြိုးဖြစ်ဖြစ်မိမိတို့တွေကနော်စိတ်မထားကြရင်နော်ကိလေသာကာမောအာယုန်တွေနဲ့မကင်းသေးရင်ဒါပူလောင်ပါတယ်နော်အိမ်အောင်တဲ့မတင်ပူလောင်တာမဟုတ်ပါဘူးအိမ်အောင်တဲ့နဲ့နော်မပူလောင်တဲ့နည်းတွေရှိတယ်မြတ်စွာဘုရားဟောတာဒါရင်းကျုံ၅ပါးမယားကျုံ၅ပါးတာသမီကျုံ၅ပါးစသည်အပြင်နော်မိဘကျုံ၅ပါးနော်အိမ်အောင်တဲ့နော်၅ပါးသီလနောက်ပြီးတော့ဇာတိတသီလတွေဝါရိတသီလတွေဒါတွေကျင့်ပြီးတော့နော်ကိုလူသမားတန်းသမားတွေမဖို့နိဗ္ဗာန်ကြီးမှန်းမယ်နော်သီလသမာဓိတွေဖြစ်လာလို့ယုတ်တိနံတွေနော်အနိစ္စဒုက္ခအနတ္တရှုမယ်ဆိုရင်ဝိသက္ခာလို့ဖြစ်ပါတယ်နော်ကျန်တဲ့အများကြီးပဲရှိသေးတယ်ဒီတော့မိမိတို့တွေကတစ်ဖက်သက်မပြောဘူးနော်မိမိသူတော်မထိခိုက်အောင်နော်ပြောဆိုဖို့လိုအပ်ပါတယ်ဒီတော့ဒီကျောင်းသူလေးကိုတဲပေးခြင်းဖြစ်ပါတယ်သူများတွေလည်းဒီအများသူငါတည်တဲ့ line ပေါ်တွေမှာနော်ဘုရားမဟောတာတွေမရှယ်ဘူးမပြုဘူးနော်အားမပေးဖို့လိုပါတယ်အားလုံးအေးချမ်းကြပါစေ